တေဂာနီးလူတယောက်ကိုဖတ်ပြီးငိုကြပါနဲ့လူတယောက်ဟာတေဂာနီးဖြစ်နေတဲ့အချိန်မှာနှလုံးမခုန်တော့ပါဘူးသွေးကြောလေးတွေအလုံးမလုံးတော့ပါဘူးခြေလက်တွေဒီကုလုံးဘာမှမလှုပ်ရှားတော့ပါဘူးအဲ့ဒီချိန်မှာလူတွေကသေပြီလို့ဆုံးဖြတ်ကြတယ်မိသားစုဝင်တွေကအော်ငိုကြတယ်သွေးခုန်လုံးရက်သွားတော့သေသွားပြီလို့ထင်လို့လေအဲ့ဒီချိန်မှာတကယ်မသေးတာကကြားစိတ်ပါကြားစိတ်ကနှလုံးသွေးခုန်လုံးရက်သွားတာတော့3မိနစ်5မိနစ်လောက်ရှင်းသန်နေပါသေးတယ်တချို့လူတွေကတေဂန်ဒီလူကိုအသက်မထွက်သေးဘူးလူမစုံသေးလို့ဟိုလူကိုစောင့်နေတယ်ဒီလူကိုစောင့်နေတယ်လို့ပြောကြတယ်မိသားစုဝင်တွေရောက်လာတော့ဖတ်ပြီးဟိုကြတယ်အဲ့ဒါကတေဂန်ဒီလူတယောက်ကိုအပေပုံကိုရောက်အောင်ပို့လိုက်တာပါပဲတကယ်တော့သူဟာမိသားစုဝင်တွေကိုစောင့်နေတာမဟုတ်ပါဘူးသူပြုခဲ့တဲ့ကုသိုလ်ကံတွေအကုသိုလ်ကံတွေကအားနည်းနေတယ်ဝိပဿနာတရားလည်းအားထုတ်ထားတာမရှိဘူးအဲဒါကြောင့်သူဟာအသက်ထွက်ဖို့ဘဝကူးဖို့သူ့ရဲ့ကြားသိစိတ်ကရှာနေတာပါအဖေအမေသားရောက်ပြီသမီးရောက်ပြီဘယ်သူဘယ်ဝါရောက်ပြီလို့ပြောလိုက်တဲ့အတန်ကြားတာနဲ့ချက်ချင်းဘဝကူးသွားတတ်ပါလေအဲ့ဒီချိန်အနားမှာရှိတဲ့မိသားစုဝင်တွေအရန်ကိုသတိရှိပြီးလိမ္မာပါနှက်ဖို့လိုပါတယ်အပြောအဆိုတွေဆင်ခြင်ရပါမယ်အနားမှာရှိတဲ့မိသားစုကဖတ်ပြီးငိုနေမယ်ဆိုရင်တေဂာနီးလူကိုမကောင်းတဲ့အပေဒုက္ခတိပုံကိုရောက်အောင်ပို့လိုက်တယ်လို့ပါပဲအနားမှာရှိတဲ့မိသားစုကတရားကိုဖွင့်ထားပေးမယ်သူပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံတွေကိုပြောပြပေးမယ်ဝိပဿနာတရားတွေဟောပြောပြသပေးနေမယ်ဆိုရင်ကောင်းသောသုခတိဘုံဘဝကိုရောက်အောင်ပို့ပေးတာပါပဲဒီကနေ့လူတယောက်ကိုတကယ်ချစ်ရင်တကယ်တန်ဖိုးထားရင်ကောင်းမွန်တဲ့ဘုံဘဝကိုရောက်စေချင်ရင်နောက်ဆုံးအချိန်လေးမှာမငိုကြပါနဲ့နောက်ဆုံးထွက်သက်သည့်သေချာဂရုစိုက်ပေးကြပါအရှင်ဘုံမြတ်